ပတ်တော်ကြည့်ရောကျမမျိုးသားနဲ့ကလေးကတပတ်တော်ကြည့်ရောပါလို့အားလုံးပြည့်ပေးပါလို့အရှိမချမ်းကိုအနေနဲ့များလို့ပြည့်ဘူးလို့ပြောနေတယ်အရှိမချမ်းပါဒီဆိုင်ချင်းပါခိုင်နေရလူရရောက်တဲ့30လောက်ရှိပါလားမအေးရတာတပတ်တော်ရှိနေပါပြီညမအေးဘုရားရမအေးရနဲ့ဒီမှာလည်းစောင့်လို့ပြောနေချစ်ချစ်နဲ့ဒီမှာစောင့်နေပါလားအားလုံးကြည့်ကြပါဦးအနောက်ပဲတပတ်ရှိသွားပြီအနောက်ကြီးပဲနိုင်နေတာတပတ်ရှိသွားအကျရောက်တဲ့အချိန်မှဘယ်သူမှမကြည့်ကြပါဘူးအချိန်မှမရှိရပါဘူးအချိန်တော့ဟိုတယ်ပြောတယ်သူတို့ခုမပြူပြောတယ်ကျမတို့မေဟိုတယ်ခုမပြူတာမဟုတ်နိုင်ငံတော်ခုမပြူတာတဲ့ဟိုတယ်ကဝန်ထမ်းတွေအကုန်လုံးကဝန်ထမ်းအကြီးပိုင်းတွေအဲ့မှာအထဲဝင်ပြီးဆိုလို့ရှိရင်မဝင်တဲ့အနေများတယ်ပဲပြောသူတို့ကိုယ်တိုင်ကလည်းဘာမှမလုပ်ပေးဘူးကျမတို့အနောက်မှာတပတ်လောက်ကြည့်ပြီးထိုင်နေတာမနဲ့မိုးလေးနဲ့အဲ့နောက်မှာရောက်နေတယ်ည2 နာရီ3 နာရီကျမတို့ဒီအဖွဲဒီထက်များပါတယ်အဲ့လာတဲ့လူတွေအများကြီးပါတယ်မလာနိုင်တော့လူတွေလည်းရှိပါတပတ်ပြေသွားပါဒီနေ့ဆိုရင်စဉ်းစားကြည့်ပါကျမကလေးတွေဘလို့နေမလဲဆိုတာဒီတဲ့လူတွေရောတော့ပါတော့ကွမျိုးကျဆောင်တော့တရက်နဲ့တပတ်ပြေသွားပါပြီဒီထဲမှာစားရေးစားလေရောရှိရလားလို့လုပ်ပေးကြပါဦးတောင်းပါပါတယ်ကျမတို့ကလုံးလိုက်ဆိုကျမတို့အကုန်လုပ်ပြီးပါပြီနောက်ဆုံးမှဟိုတယ်ပိုင်းဆိုင်ရာအကြီးတွေကကျမတို့ကခွင့်ပြုပါတယ်တဲ့ဟိုတယ်အစိုးရကခွင့်မပြုလို့ပါတဲ့ကျမတို့ကပြည်သူတွေပါလို့ကျမတို့ဒုက္ခရောက်နေပါတယ်ကျမတို့ဒီထဲမှာရှိပါတယ်လို့ကလေးအဖွဲ့တော်အစီအစဉ်ပါပဲလို့ကဲစမ်းတဲ့လူလည်းစောင့်နေပါတယ်နိုင်ငံတော်ခွင့်ပြုချက်လေးပေးပါလို့နိုင်ငံတော်ခွင့်ပြုချက်မပေးသူတို့လုံးလို့မရပါဘူးတဲ့အဲ့လိုပဲပြောနေပါတယ်လုပ်ပေးခြင်းတဲ့သူတွေကလည်းလုံးလို့မရဘူးဖြစ်နေပါတယ်လုံးပိုက်ခြင်းမရှိဘူးဖြစ်နေပါတယ်